Hello လီဘီပါဟိုချီမင်းကနေတလက်ကိုစိတ်ပါဘက်ဘလို့စီးသွားမလဲဆိုတာပြပြပါမယ်အရင်ကတော့လက်မှတ်ကို agency နဲ့ပဲဝယ်ခဲ့ပေမဲ့အခုတော့ဒီရုံးကနေပဲဝယ်ခဲ့တယ်ပေါ့နော်ရုံးကိုရောက်ရင် bus အသေးလေးနဲ့သူက bus station အကြီးကိုပို့ပေးပါတယ်အဲ့ကနေရာမှာတလက်ကိုစီးမဲ့ slipper bag ကိုစီးရတာပါ bus station ကိုရောက်ပါပြီလီဘီကတော့ည9နာရီကကိုစီးခဲ့တာပါတညလုံးအေးအေးဆေးဆေးအိတ်လိုက်ရုံနဲ့ပဲမနက်9နာရီမှာတလက်ကိုရောက်သွားမှာပါဟိုတယ်ကလည်းတက်တာတာပေါ့ဒီ bus station ကို train နဲ့လည်းလာလို့ရတယ်ထင်ပါတယ်သူက train station နဲ့လည်းနေတယ်ပေါ့နော် station ထဲမှာတော့မုံဆိုင်စီးဆိုင်တွေလည်းအစုံရှိတယ်ဒါကတော့ waiting area လေးပါသူကကားပေါ်မတက်ခင်ဖက်နှက်ထည့်ဖို့အိတ်ကလေးပေးရပေါ့နော်ကားပေါ်မှာဖက်နှက်စီးလို့မရပါဘူးနော်ဒီလိုလေးစီးရပါတယ်တကူစာလေးပါနေရာလေးတွေကတော့ပြီးတော့ဒလက် bus station ကိုရောက်လို့ရှိရင် Grab မငားပါနဲ့နော်ဒီ bus line ကနေပြီးတော့ပဲတာဝန်ယူပြီးတော့ပေါ့နော် station ကနေပြီးတော့ hotel ထိလိုက်ပို့ပေးတဲ့ဒီ bus အသေးလေးလည်းရှိရပေါ့နော် officer တွေကိုသွားချင်နေအောင်ပြပြလို့ရှိရင်သူတို့တွေစီစဉ်ပေးပါတယ်အခုဆိုရင်လီဗီဒိုတဲမင်းဟိုတယ်ကိုရောက်လာပါပြီပေါ့နော်ဗီယက်နမ်ကိုခီးသွားကြရှိလို့ရှိရင်ဒီဗီဒီယိုလေးကိုစိတ်ထားဖို့မမေ့နဲ့နော်ဘိုင်ဘိုင်